တနေ့တည်းမှာပဲမင်္ဂလာဆောင်ခဲ့ကြတဲ့အမြွာညီအမတ်နှစ်ယောက်ရှိပါတယ်။ဒါပေမဲ့ကံကြမ္မာရဲ့ကစားပွဲကြောင့်သူတို့နှစ်ယောက်ရဲ့အဆင့်တန်းတွေဟာတကိုယ်စာမှားယွင်းသွားခဲ့ပါတယ်။ညီမဖြစ်သူထံဟာသူမရဲ့အမကွယ်ရောက်ကိုကယ်တင်ချင်တာကြောင့်မင်္ဂလာဆောင်တဲ့နေ့မှာရုံးရင်းဆန်းခတ်ဖြစ်အောင်ဖန်တီးခဲ့ပါတယ်။ဒါပေမဲ့သူမမသိလိုက်တာကတော့မိစ္ဆာလောကရဲ့တတိယမင်းသားဟာသူတို့ရဲ့မင်္ဂလာဝေါ်ရင်ချင်းကိုလှုပ်ဝက်လဲလှယ်လိုက်တာပါပဲ။ချန်ဟာသူမရဲ့ဝေါ်ရင်မှားသွားပြီဆိုတာသိလိုက်ရတဲ့အချိန်မှာအရန်ထိတ်လန့်သွားပါတယ်။သူမဟာနတ်ဖျားမင်းသားရချင်းကိုအမှန်တိုင်းပြောပြဖို့စ조사ပေမဲ့ရချင်းကတော့ထန်ရဲ့လဲပတ်မှုကိုအရင်ကတည်းကကြုံဖူးတာကြောင့်စကားတခွန်းမှပြောခွင့်မပေးဘဲနတ်ဖျားပြည်ကိုခေါ်ဆောင်သွားပါတော့တယ်။တစ်ဖက်မှာလည်းအမဖြစ်သူဖျားဟာမိစ္ဆာမင်းသားရဲ့ချင်းချောက်မှုကြောင့်သူမဟာထဲမဟုတ်ကြောင်းကိုမပြောရဲဘဲကြောက်ကြောက်လန့်လန့်နဲ့နေရပါတယ်။နတ်ဖျားပြည်ရဲ့ထုံးစံအရမင်္ဂလာဦးဇနီးမောင်နှံဟာကောင်းကင်ကတတ်မှတ်ပေးတဲ့အိမ်အောင်ဖက်ဟုတ်မဟုတ်စမ်းတက်တဲ့တကားကိုဖျက်ကျော်ရပါတယ်ထန်ဟာသူမကအမရဲ့နေရာကိုခိုးယူထားသူဖြစ်လို့အရန်ကြောက်နေခဲ့ပါတယ်။ဒါပေမဲ့မင်းသားရချင်းကသူမရဲ့လက်ကိုဆွဲပြီးရှောက်လိုက်တဲ့အချိန်မှာအံ့ဩစရာကောင်းတာကမော်တကားကြီးဟာသူ့အလိုလိုပွင့်သွားခဲ့ပါတယ်။ဒါဟာသူတို့နှစ်ယောက်ရဲ့ကံကြမ္မာဟာကောင်းကင်ကတကယ်ပဲတတ်မှတ်ပေးထားတာလို့သက်သေပြလိုက်တာပါပဲ။အသက်ဘေးကနေလွတ်မြောက်သွားပြီဆိုတာသိလိုက်ရတဲ့နောက်မှာတော့ဒန်ဟာကြောက်စိတ်တွေပျောက်သွားပြီးအရင်တိုင်းစိတ်ကြောက်လာပါတော့တယ်။နတ်ဖျားတွေပေးသမျှလက်ဆောင်မွန်တွေကိုသူမရဲ့အခန်းထဲအကုန်ပို့ခိုင်းပြီးဘသူ့ကိုမှမထိဖို့အမိန့်ပေးလိုက်ပါတယ်။ဒီမြင်ကွင်းကိုကြည့်နေတဲ့မင်းသားရချင်းကတော့စိတ်ပြက်လက်ပြက်နဲ့ငါသာဒီမိန်းကလေးနဲ့တစ်သက်လုံးပေါင်းရမယ်ဆိုရင်တော့သူ့ရဲ့ပောက်ကရစကားတွေကိုနားထောင်ရင်းနဲ့ပဲတေးရခြင်းနဲ့လို့တွေးနေပါတော့တယ်။